မင်ဒီနေ့ပုံမှန်ထက်10ဆလောက်ကိုကြီးရဲ့ spicy cheese ball အကိတ်ကြီးကိုလို့ပြမှာပဲဖြစ်ပါတယ်ရှင် cheese ball တသေးလေးကိုစားရတာအားမရဘူးဆိုလို့ရှိရင်တော့မင်းလိုလိုက်လုပ်ကြည့်ကြပါရှင်ကိုရီးယားနိုင်ငံကိုရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ must try list ထဲပါတဲ့ cheese ball ကြီးပါရှင်အရင်ဦးဆုံးကောက်ညှင်းမုံ50 gram ကျုံမုံ15 gram နဲ့ဆိုဒါမုံ1 gram ကိုရေနဲ့နည်းနည်းချင်းစီရောပြီးတော့လက်နဲ့တမအောင်မွေပေးရပါမယ်ရှင်ထောပတ်စီ5 gram ထည့်ပြီးတမအောင်နယ်ပေးရပါမယ်ရှင်လေခူရာမျိုးမရှိရဲ့အထိနယ်ပြီးရင်လုံထားပေးရပါမယ်ရှင် cheese အလုံးကြီးရဲ့အထဲမှာထည့်ဖို့ spicy ခောက်ဆွဲကိုပြင်ဆင်ထားရပါမယ်ရှင်ခုနကပြင်ဆင်ထားတဲ့ကြုံလုံးနည်းနည်းလေးပွာလာပြီဆိုလို့ရှိရင်နီနီညာညာလေးဖြစ်အောင်တလိမ့်တုံးလေးနဲ့လိမ့်ပေးရပါမယ်ရှင် cheese ball ရဲ့အကာကိုမထူမပါလေးဖြစ်အောင်ပြင်ပေးရပါမယ်ပြီးရနဲ့ cheese အမြင်အများကြီးတန်းအောင်လို့ mozzarella cheese ကိုအများကြီးထည့်ပေးရပါမယ်spicy ခောက်ဆွဲအနေငယ်နဲ့ကနန်းချောင်းအဆက်ကိုမင်ကအလဲမှာထည့်လိုက်ပါတယ်။တစ်ခုလုံးကြီး cheese အမြင်တန်းအောင်လို့အပေါ်ထက်ကိုလည်းထပ်ပြီးတော့ mozzarella cheese ထည့်ပေးရပါမယ်ရှင်။အထဲကအစာပလာယူထွက်မလာအောင်လို့ကြုံအကာလေးကိုတတိရှာလေးလက်နဲ့တက်ပေးရပါမယ်ရှင်။စီစာဆူလာပြီးဆိုတာနဲ့ cheese ball ကိုအိုးထဲညင်ညင်တတာထည့်ပြီးရွှေဝါရောင်တန်းတဲ့အထိကြော်ပေးရပါမယ်ရှင်။စီထဲထည့်ပြီးချင်းမှာစက္ကန့်30လောက်မလန့်မဲနဲ့ထားရပါမယ်။ပုံပြတ်သွားမှာဆိုလိုပါရှင်။အရသာပူရှိအောင်လို့အပေါ်ကနေ cheese မုံအများကြီးထပ်ဖြူလိုက်ပါတယ်ရှင်ဒီလိုလွယ်လွယ်ကူကူနဲ့ပဲရမ်းလှပြီးတော့စားကောင်းတဲ့ cheese ball အကိတ်ကြီးရရှိသွားပါပြီရှင် cheese မုံရဲ့အရသာလေးကလည်းစစိတ်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်အပြင်ကျုံကကျွတ်လေးထဲမှာအတွင်းကကြတော့ cheese နဲ့ spicy ခောက်ဆွဲအီစစိမ့်ဆက်လေးနဲ့ဆိုတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ရှင်မင်းလို့ cheese လေးကြိုက်တယ် spicy ခောက်ဆွဲလေးကြိုက်တယ်ဆိုလို့ရှိရင်တော့အိမ်မှာလှူစားလိုက်ကြတော့နော်ဗီဒီယိုဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်